သမီးရဲ့နာမည်လေးရယ်ပညာသင်ကြားနေတဲ့အတန်းလေးရယ်ဒီပညာသင်ကြားနေတဲ့အကြောင်းလေးရယ်နော်ဒါလေးတစ်ချက်လောက်ပြောပြပါလားဒီကတော့မနဲ့တရားဖြစ်ပါရဲ့ဒီဟာစတုထတန်းကျောင်းသူလေးဖြစ်ပါရဲ့ဒီပညာသင်ကြားနေတော့ကျောင်းပညာအလကားချအခြေခံပညာလေးကကျောင်းပညာဖြစ်ပါရဲ့အခုသမီးတို့အကြောင်းမှာကျင်းပါတယ်ပေါ့နော်ရှင်ကျေးလိမ်မှာတရေကလေးတရားစခန်းပွဲနဲ့ဗုဒ္ဓဝင်စာမေးပွဲမှာသမီးပါဝင်ရှင်ပြိုင်တဲ့အချိန်မှာဘာစုရခဲ့လဲမသိဘူးဒီမိပါစီတောင်းပွဲမှာတရားပွဲကလေးပါတဲ့အချိန်မှာဘုရားဘာသာပွဲစမှာဒီမိပါဝင်ကြီးပွားစီရောစီဝါပထမစုပြောတာပေါ့စိတ်ရွှေပဒမြအင်းကြီးကစာမေးပွဲဝင်ဖြေဖို့ပေါ့နော်သမီးအစစ်စစ်ကြိုးစားခဲ့ပုံလေးတွေနဲ့စုရတော့ရဲ့အတွက်ဘယ်လိုခံစားရလဲဆိုတဲ့ခံစားချက်လေးပြောပြပါလက်ခင်အင်းကြီးစရာတို့ကပြီးပထမစုရတဲ့အလုံးဝမ်းတောင်းဒီတော့ငါပုံပေးပေးဘယ်နဲ့အချိန်ဘယ်လောက်ပေးပြီးတော့လေ့ကျင့်ခဲ့လဲပြည့်ကလေး3-5ရက်လောက်3-5ရက်တော်လိုက်လားအမှုကဟိုပါပေါ့နော်သမီးအနေနဲ့တငယ်ချင်းအပေါင်းအသင်းတွေရှိမယ်နော်နောင်လာမဲ့သမီးတို့လိုကျောင်းသူကျောင်းသားလေးတွေရှိသူတို့ကိုသမီးအနေနဲ့ဒီဗုဒ္ဓဝင်စာမေးပွဲနဲ့ပတ်သက်ပြီးတော့ဘာတွေပြောခြင်းလဲဘာတွေတိုက်တွန်းခြင်းလဲအားလေးတစ်ချက်ပြောပြပါနောင်လာနောက်တာတငယ်ချင်းတဲ့သမီးလိုပါအောင်မြင်တဲ့ဘုဒ္ဓဝင်ပွဲမှာပုံစံနဲ့ခဲ့ပြီးလို့လည်းကြိုးစားစားနဲ့ပထမဆုရအောင်သားဆုံးဖြတ်ချက်တွေအချိန်ကြီးချခဲ့တယ်ပထမဆုရဖို့အခုသားအောင်မြင်လာပြီးအတိနောက်ကျခဲ့ပါတယ်ပထမဆုရှင်လေးကျေးဇူးတင်ပါတယ်အခုဖြေဖို့ချစ်မယ်ဆိုရင်အားလုံးမင်္ဂလာပါဒီပွဲကသားတို့သမီးတို့အတွက်လုပ်တဲ့ပွဲဖြစ်တယ်နော်ကြွရောက်လာကြတဲ့ဧည့်သည်တော်များကျောင်းသားကျောင်းသူများဆရာမများအားလုံးကိုယ်စိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေလို့နော်ဆုတောင်းမြတ်တာပို့တာပါဒီပွဲလေးကကျောင်းသားကျောင်းသူတွေကိုအဓိကထားပြီးတော့လုပ်ပေးတဲ့ပွဲလေးပဲဖြစ်ပါတယ်ဆရာမတို့ဒီမှာရုပ်သေးကပါမယ်နော်ဗုဒ္ဓဝင်နဲ့ပတ်သက်တဲ့ပြိုင်ပွဲလေးတွေပါမယ်ပြီးရင်ဆရာတော်ဘုရားရဲ့တရားကိုနာကြားရမှာဖြစ်ပါတယ်ငွေအားလုံအားတွေပါဝင်ဖြစ်စည်းပေးကြတဲ့ပုဂ္ဂိုလ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါကြောင့်မလို့အခုလိုမျိုးလူအားငွေအားနဲ့တက်ကြွနဲ့ပါဝင်ကုသိုလ်ပြုပေးကြတဲ့ပုဂ္ဂိုလ်များအားလုံးဒီဘဝကနေတန်တရားအဆက်အထိစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့လူရင်းဆန္ဒတွေအပြည့်အဝရရှိကြပါစေလို့ဆုတောင်းမေတ္တာပို့တာရင်ညီကုန်းချော့ပါရှင်ခန္ဓာစီရတုဒ္ဒဆောင်တဲ့ဗုဒ္ဓဝေဆရာလေးရဲ့ချစ်ခင်လေးသားတော်မင်္ဂလာဆင်နေတဲ့လို့ကြောက်နေရပြီးပါရင်လေးသားတော်ဖိတ်ခေါ်ရပါတယ်ဘုဒ္ဓဝေနေသုံးသရှိပြနှုတ်ခင်းတို့ပြီးစာပွဲကိုစတင်ပြီးတော့ကျင့်ပပေးနိုင်ရရွှေဘုံတော်ဆရာလေးအထင်အားလေးသားတော်ပြောကြပါမယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လည်ခင်းပါတော်များဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာအားလက6မြောင်းကလာရည်ကြီးလေးပါကလေးတရားပွဲမှာကြိုတင်ပြီးတော့ကျင်းပါတယ်ဘုဒ္ဓဝင်းနဲ့38ဖြာမင်္ဂလာဖြည့်ဆို့ပူဇော်ပွဲကိုစတင်မှာဖြစ်ပါတယ်ဘုဒ္ဓဝင်းပြပွဲဝင်ကျောင်းသားကျောင်းသူများကိုအခုစီစဉ်မစတင်ပြီးမှာစနေမော်တို့ဖိတ်ခေါ်ပြုပါခင်ဗျာပထမဦးစွာဖြည့်ဆို့ပူဇော်ပွဲကျောင်းသားကျောင်းသူများဖြစ်ကြတဲ့မတ်နန္ဒတိအောင်မောင်ထုံးအောင်ရှိုင်းမောင်ရဲမင်းထိုင်မတ်ရှောရရီမတ်တစင်အောင်မောင်ဖုံးဟိထံမောင်ရှင်းခတ်ကိုမောင်မင်းဟင်းနဲ့မောင်ကောင်းဆက်ဟန်မတ်တင်းတရမျိုးမတ်ဝေနန္ဒကျော်မတ်ပြည့်မုံကြီးတို့ဒီခုစင်မြတဲ့ရှိရာဖြည့်ဆို့ပူဇော်မဲ့မင်္ဂလာနေရာကိုကြောက်ရောက်ပြီးဖို့အတွက်ခင်မင်ရင်းနှီးတော်နဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ဇကုဆိုရင်ကျေစုပူဇော်ပွဲမှာပေါဝင်ကြတဲ့တောင်းတဲ့သမီးငယ်တွေကစီမံပုံကိုရောက်ရှိပြီးဖြစ်ပါတယ်တို့တော့ကြောင့်တောင်းတဲ့သမီးငယ်တွေဖြည့်ဆိုရမယ်မိဘအမတ်စင်မဲတိုက်ရမယ်မဲနံပါတ်လေးတွေကိုစီမံပုံကိုယူဆောင်လာပေးဖို့ပန်ကြားပါရခင်ဗျာပထမဆုံးပြည်စုံမဲ့သမီးလေးမတ်နန်းတည်အောင်ဖြစ်ပါတယ်ဆရာတော်ဝင်းသမီးလေးမတ်နန်းတည်အောင်ပြည်စုံရမယ်ကောင်းစဉ်ဖြစ်ပါတယ်9စက္ကန့်အတွင်းအမြန်ပြည်စုံအောင်ဖြစ်ပါတယ်တုတိတာနတ်ပြည် တကယ်သူမိတော်နဲ့တာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မန္တလေးတော်ရဲ့ပြည်သူ့ပူဇော်မှုကိုအမြဲတမ်းအားလုံးရဲ့လက်ခုပ်တန်းကြားပြပါခင်ဗျာမောင်ထုံးအောင်ဆိုင်ဖြစ်ပါတယ်မောင်ထုံးအောင်ဆိုင်ရဲ့မိဘအမိကတော့ဖျားရှင်ရဲ့ပါရမီဖြည့်ရာကာလဘယ်လောက်ရှိသလဲ လေးသိချင်းနဲ့ခွာတဲ့ ဟုတ်ကဲ့ပါခင်ဗျာဒါကလေးမောင်ရဲမြထိုက်ရဲ့လက်ကနာဖြစ်ပါတယ်ဒါကလေးမောင်ရဲမြထိုက်ဖြစ်ဆုံးရမယ့်မိကုန်းကတော့မြတ်စွာဘုရားရှင်ကိုဗျာဒိတ်ပေးခဲ့တဲ့ဘုရားရဲ့အမည် ဒီပင်ကမြတ်စွာဘုရား သမီးလေးမတ်ရှုံးလက်ရည်ရဲ့အလက်ကနာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုမွေးဖွားနေတဲ့မိဘများရဲ့အမည် ခမဲတော်သူတော်ရမမင်းနဲ့မေတော်တိတိမဟာမာယာဒေဝီ ဟုတ်ကဲ့ပါသမီးလေးမတ်တစေအောင်ရဲ့အလက်ကနာဖြစ်ပါတယ်ဆက်လက်ဖြစ်ဆိုရန်ဖြစ်ပါတယ်ခင်ဗျာသမီးလေးမတ်တစေအောင်ဖြစ်ဆိုရမယ်မိဘကတော့မြမများဆိုတာဘယ်လိုအရာတွေကိုခေါ်တာပါလဲမြမကြီးတွေဆိုတာဘယ်လိုအရာတွေကိုခေါ်တာလဲမြမမင်းတွေဆိုတာဘယ်အရာတွေကိုခေါ်တာလဲ ကျမမစ် ဒါကလေးမောင်ဖုံးအိတ်ထက်အလေးဖြစ်ပါတော့ခင်ဗျာ
တေတကီတုအမည်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်ဖြစ်လဲ ငါတင်မှာများနမင်းများ ဒါကလေးမောင်ရှင်းခတ်ကိုဖြစ်ပါတယ်ဒါကလေးမောင်ရှင်းခတ်ကိုဖြေဆိုရမယ်မိခွန်းကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးယာထိတ်ခံယူတဲ့နေ့ကဘယ်နေ့ဖြစ်မလဲ ငါတက်ကပဲ68ခုကစားလာတဲ့တနေ့ကနေနေ ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ MC ရွှေဘုံတော်ဆရာတော်ဝင်းအောင်မြောက်ဒီအားမင်္ဂလာစင်တဲ့တို့အခမ်းအနားစီစဉ်တင်ဆက်နိုင်ရန်လေးစားတော်ဖိတ်ခေါ်ပါတယ်ဆက်အလဲကြပြေဆုံးမဲ့တားငယ်လေးမောင်မင်းဟိန်းနှစ်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာပြေဆုံးမဲ့မဲနံပါတ်ကိုမဲနိုင်ပြီပါတားငယ်လေးမောင်မင်းဟိန်းနှစ်ပြေဆုံးရမဲ့မိကုန်းကတော့ဒါနစသောပါရမီ10ပါးကိုပြောပြပါ ဒါနာတိလာနိခမကျညာဝရိယခဏိတ္တအတိတ်တံမြစ်တာပိခာနောက်တစ်လဲကြောက်မယ်ဒါကလည်းမောင်ကောင်းဆက်ဟန်ကိုဖိတ်ခေါ်ပါရခင်ဗျာဖျားရှင်လက်ထက်ကနေပြည်တော်လို့ခေါ်တာဘယ်တိုင်းရဲ့ဘယ်ဒေသကိုခေါ်တာပါလဲ ကပိလဝပီရဲ့ကပိလဝပီရဲ့တက္ကတာရဲ့ မှန်ပါတယ်ခင်ဗျာဒီကလေးမနစ်ထထမျိုးဖြစ်ပါတယ်ကောရမမြတ်စွာဘုရားရှင်ဘုရားတခံယူသောဘဝကိုတည်ပြရစေ သူမိတာရှင်ရသေးပါလား သူ့ရရှင်ရသေးဘဝဆိုရင်မှန်ပါတယ်ခင်ဗျာဆက်လက်ပြီးအလဲကျပြေဆိုရမယ်တပည့်ကလေးမအဝိနန္ဒာကျော်မဲနဲ့ပြီပါပြေဆိုရတဲ့ဘေကုန်းကို
မိကုံးကတော့သူ့မိတာရှင်ရသိဘဝမှာပါရမီဖြည့်တဲ့အမျိုးသမီးနာမည်ကိုသိပြရစေ သူမိတ်တာအမျိုးသမီး သူ့မိတာအမျိုးသမီးဆိုရင်မှတ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်7နဲ့သမီးငယ်လေးမမြင့်ပုံငိမ့်ဖြစ်ဆိုရဖိတ်ခေါ်ပါရခင်ဗျာနောက်ဆုံးမိကုံးဟုတ်လားမြတ်စွာဘုရားရှင်ဟာပါရမီတွေဖြည့်ရတယ်ဘုရားရှင်ဖြစ်ဖို့အတွက်ပါရမီတွေဖြည့်ရတယ်အဲ့တော့အဲ့လိုမျိုးပါရမီတွေဖြည့်ခဲ့ရတဲ့ရည်ရွယ်ချက်ကိုသိပြရစေ တက်ဝါများအကျိုးဆောင်ရွက်ရဖြစ်ပြီ နောက်တစ်ခါတော့ပြပါဦးလို့တ တက် မီး တဝါများအကျိုးဆောင်ရွက်ရ တတဝါများအကျိုးဆောင်ရွက်ရန်ဆိုရင်အဖြေကတော့မှတ်ပါပါခင်ဗျာကျွန်တော်တို့ပွဲစဉ်တည့်ရဲ့မိဂုံတွေကိုတာနတွင်းငယ်12ဦးတို့ကဖြည့်ဆို့ခဲ့တာဖြစ်ပါတယ်ဒီခါမှာလည်းကျွန်တော်တို့ပွဲစဉ်တည့်ရဲ့မိဂုံတွေကိုတာနတွင်းငယ်တွေကဆက်လက်ပြီးတော့ဖြည့်ဆို့မှာဖြစ်ပါတယ်